အခုတင်ဆက်ပေးချင်တာကတော့အချစ်ရေးကဘယ်တော့မှ experiment ဖြစ်ဘူးဆိုတဲ့တင်ဆောင်ဝင်ကြော်ပါလူနေတဲ့လျှို့ဝှက်ချက်ကိုပြောပြပါအောင်ထက်ကို sharing လုပ်ပေးအောင်လေဒါမျိုးကြတော့ပြောပြပါအောင် single is the best ပဲလေအမွေပေါ့ဒီလိုပါပဲကိုစိတ်ကိုကိုညှင့်အောင်လုပ်တာနိုင်တာကလေကိုစိတ်ကိုစိတ်ညစ်အောင်လုပ်နိုင်တာကလေကိုပဲကိုပြောအောင်လုပ်နိုင်တာကလေကိုတိုင်းပါပဲကိုနဲ့ပဲဆိုင်ပါတယ်အချစ်ရေးကတော့အေးဆေးပါပဲ expertise ဆိုတာဘာလဲ expertise ဆိုတာမရှိပါဘူးလုံးဝမရှိဘူးတက်တန်ဘယ်တော့မှမကုန်ပါဘူးဆိုပြီးတင်ဆောင်ဝင်ကြော်ကတော့အခြေအနေနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကိုပြောပြသွားပါတယ်။ချားရတဲ့ပရိသတ်ကြီးတို့မျှဝေပေးလိုက်ပါတယ်နော်။ဟာနုကလေးဝက်ဆိုင်ပြောပြအောင်ထက်ကိုပြောပြ sharing လုပ်အောင်လေဒါမျိုးစတော့ပြောပြအောင်လေ Oh, single is the best လေဝေးမဘူးဒီလိုပါပဲညီမရဲ့ဒီလိုပဲကိုစိတ်ကိုစိတ်ညစ်အောင်လုပ်နိုင်တာလဲကိုတိုင်းပဲကိုပြောအောင်လုပ်နိုင်တာလဲကိုတိုင်းပဲအဲ့တော့ကိုနဲ့ပဲဆိုင်တယ်အဲ့ကြောင့်မလို့စစ်ကလားစစ်ကအေးဆေးပဲချီရအေးဆေးပဲ expertise ဆိုတာဘာလဲexpertise မရှိတတဲ့ဘယ်တော့မှမကုန်ကားမှာပေါ့ဒီမှာညီမလေးအတွက်စူးအတွက်တစ်ခါတက်ပြင်တော့အဲ့လို main ကလေးဆက်ချောင်းလှမြင်လို့ရှိရင်သဘောကျတာဟိုလိုစိတ်တော့မရှိပါဘူးခေါ်လာမြင်သဘောကျအဲ့လို Instagram မှာ follow လုပ်ထားတာအစားလေးယောက်ျားလေးချမ်း main ကလေးလှလေးဆိုပို့ပြီး follow လုပ်ဖြစ်တယ်တကယ်ပြောတာဒါကပုံမတင်ရသေးဘူးဗီဒီယိုလေးပဲကအစမ်းလေးတင်ကြည့်လိုက်တာဟုတ်လားခါလို့လားတက်ကြီးနေပါပြီကွယ်ရတာအရန်ကိုကြိုက်ခဲ့ပြီးတော့ငယ်လေးကအရန်ဆွေးစင်းတကယ်ငယ်လေးရဆိုကိုကရှင်ညမလေးအဲ့ဒီလေးစစ်လို့ဒီလိုမဲပြောတာနော်အဲ့လိုပဲကိုမနဲ့ပြောနေစုံနာအဲ့လိုပဲပြောနေသားမလို့အမလေးရလေတော့အရင် skin care ရဲ့ထဲမှာလည်းမပါဘူးကိုကြီးစိုက်တဲ့ထဲမှာလည်းမပါဘူးဒါပေမဲ့ဘယ်လိုဖြစ်လို့ဒီလိုဖြစ်နေလဲတော့မသိဘူးသွားချင်လဲသွားလိုက်တယ်စားချင်လဲစားလိုက်တယ်အဲ့လိုမျိုးနည်းနည်းအရင်လေသူများလေ skin care အရင်သုံးနေတဲ့ထဲမှာလည်းမပါဘူးပျော်တော့နေတဲ့တဲ့အဲ့လိုတစ်ခုကိစ္စဆိုတိတ်ခေါင်းနဲ့မထည့်ဘူးခေါင်းနဲ့အဲ့လိုစိတ်ညစ်စရာဆိုတိတ်မထည့်ရဘူးအားကြောင့်စီရအေးဆေးပဲ expertise ဆိုတာဘာလဲexpertise မရှိတတဲ့ဘယ်တော့မှမကုန်အခုတင်ဆက်ပေးချင်တာကအသက်16နှစ်ပြည့်သွားပြီဆိုတော့ကိုစိတ်ထဲမှာတစ်မျိုးပဲဆိုတဲ့တဲစုငိမ့်မှာတက်ရဲ့မွေးရမြေမကွေးဘက်အထက်မင်းလာဘက်မှာပဲအလှလေးလုပ်ဖြစ်ပါတယ်ရှင် officially 16နှစ်ပါ16နှစ်ပြည့်သွားပါပြီဒီနေ့16နှစ်ပြည့်ပြီမို့အသက်1နှစ်ပိုကြီးသွားပါပြီမနစ်ကမွေးနေ့မှာလည်းအလူတန်းနေနဲ့ဖြတ်တန်းတယ်ဒီနေ့လည်းအလူတန်းနဲ့ဖြတ်တန်းပါတယ် birthday surprise လည်းရနေပါတယ်တဲဖန်တွေတဲကိုလက်ဆောင်တွေပို့ပေးကြတယ်အလုပ်ကိစ္စလေးမီတင်လုပ်နေတဲလေးမီတင်မှာပဲဆရာကနေပြီးတော့မွေးနေ့ကလေးနဲ့ birthday surprise လုပ်ပေးကြတာပါ normal ပါပဲ16ပြည့်ပြီပေါ့ဒါက16ဆိုတဲ့ဟာပါပဲနင်း18တောင်ပြည့်ပြီတမျိုးတော့ဖြစ်ပါတယ်စိတ်ထဲမှာကငါအသက်18နှစ်တောင်ပြည့်သွားပြီလားကို14 15 16ပဲထင်နေသေးတာလို့တဲစုငင်းကသူမရဲ့အမွေးနေ့အတွက်ပြောလာခဲ့ပါတယ်ဆရာပရိသတ်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါရရှင်တဲ့ရဲ့မွေးရမြေဖြစ်တဲ့မကွေးဘက်အထက်မင်းသားဘက်မှာပဲလူလေးလုပ်ဖြစ်ပါတယ် officially 1816နှစ်ပြည့်သွားပါပြီဒီနေ့16ပြည့်ပြီဆိုတော့အသက်တစ်နှစ်ပိုကြီးသွားပြီဟုတ်ကဲ့မနစ်ကမွေးနေ့လည်းအလူတန်းနဲ့ပဲဖြတ်တန်းဖြစ်ပါတယ်ဒီနှစ်လည်းအလူတန်းလေးနဲ့ပဲဖြတ်တန်းဖြစ်ပါတယ်birthday surprise တွေရောရပြီးသွားပြီbirthday surprise တွေရောရနေပါတယ်ဒီ fan တွေတဲ့လက်ဆောင်လေးတွေအများကြီးပို့ပေးကြတယ်ဒီကအလုပ်ကိစ္စလေးမီတင်လုပ်နေနေပေါ့နော်ဒါတဲ့ဒီတိုင်းပဲမီတင်မှာပဲဒီရိုးရိုးပဲနေနေနဲ့ဒါဆရာကနေပြီးတော့ဒီမွေးနေ့ကိတ်လေးနဲ့ birthday surprise လုပ်ပေးရပါဟုတ်မိစီအောင်ရှင်းနေပြေးသွားတဲ့ခံစားချက်တွေအောင်လို့ရှိမယ်normal ပါပဲပေါ့နော်18ပြည့်ပေါ့ဒါ18ဆိုရဲဟာဆရာဆိုလည်းပြောရပါတော့နေ18တောင်ပြည့်ပြီနေအသက်အဲ့လိုမျိုးပေါ့တမျိုးတော့ဖြစ်တယ်စိတ်ထဲအောင်18တောင်ပြည့်သွားပြီလားကိုက14 15 16အဲ့လိုပဲရှင်းနေတယ်အခုတင်ဆက်ပေးမှာကတော့တရုတ်ဆောင်ကြော်ထက်အောင်ရှင်မွေလဘုံမင်းနေလပိုင်အုပ်စုအောင်ရွှေသမီးမေဂရစ်ဟိန်းတီဟာရဲသူတို့ပါဝင်တဲ့လောကဒန်ရုပ်ရှင်အဖွဲ့သားတွေကမေလ17ရက်နေ့မှာ
ရန်ကုန်လှိုင်သာမြို့နယ်မှာရှိနေတဲ့ဝယ်စရာရုပ်ရှင်မှာပြည်သက်တွေနဲ့ရင်းနှီးစွာတွေ့ဆုံခဲ့ကြပါတယ်။အဆိုပါစည်းဝေးမှာတော့လူပေါင်း1000ကျော်တက်ရောက်ခဲ့ပြီးတော့ပေါက်စီမုံအေးအစားအစာများကိုလည်းမိမိတို့ရွေးချယ်ပေးပြီးတော့လူဒန်းပေးခဲ့ကြပါတယ်။ဒီလိုပြည်သက်နဲ့အနီးကပ်စွာဆက်ဆံမှုတွေကအနုပညာရှင်တွေရဲ့ရုပ်ရှင်လုပ်ငန်းကိုပုံမအောင်မြင်စေပြီးပြည်သက်နဲ့အနုပညာရှင်တွေရဲ့အကြားမှာဆက်နွယ်မှုတွေကိုနူးညံ့စေမှာပဲဖြစ်ပါတယ်။ပြည်သက်ကြီးတို့ညှောက်ဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးမှာကတော့စဆိုင်ခန်းလိုက်ရဲ့ကျေးဇူးတွေရှိနေတာမို့သူစကားခေါ်ရဲ့အချိန်မှာမငင်းရဘူးဆိုတဲ့သိန်းလင်းဆိုပါစဆိုင်ခန်းလိုက်ကဆိုင်းနဲ့ကျွန်တော်တွေကတိတာလဲခင်တာလဲကြာပါပြီဒါပေမဲ့တခါမှရိုက်ကူးရေးမဆုံးဘူးပါဘူးသူကကျွန်တော်ကိုကူညီခဲ့ဘူးတာရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်အခွေထွက်ပြီးတိတ်မကြခင်မှာသူကအခွေကတချင်းတွေကိုသူနားထောင်ပေးတယ်ဘယ်တချင်းတွေကြိုက်တယ်ဆိုတာပြောပြပြီးတော့သူကသူ့ရဲ့ monthly birthday show လုပ်တော့ကျွန်တော်ကိုသူခေါ်သွားပြီးတော့အသိန်းဒီမှာမင်းအခွေကို promotion လုပ်တချင်းတွေဆိုပြီးတော့ကျွန်တော်ကိုလုပ်ပြီးတော့ Frozen နဲ့သူတိုးထွက်တာ4ပွဲလား5ပွဲလားမသိဘူးကျွန်တော်ကိုတောက်လျှောက်ခေါ်သွားတယ်ဆိုတာတော့အလကားခေါ်တာမဟုတ်ပါဘူးသူကျွန်တော်ကိုအမှုပညာကြီးတွေပါပေးပြီးတော့အခွေ promote လုပ်ဖို့အတွက်ကိုတောက်လျှောက်လုပ်ဖို့အကူအညီပေးတာပါဒီတော့သူ့အကူအညီတွေပြန်တောင်းလာတဲ့အချိန်မှာလဲကျွန်တော်ကဘယ်လိုစိတ်နဲ့သွားညင်ရမှာလဲမငင်းပါဘူးဆိုင်းတို့ထွန်းတို့ကိုရဲလေးတို့ပေါ့နော်ကိုရင်းနှီးရပတ်သက်ကြောင်းနေဆိုကျွန်တော်ကအမြဲတမ်းအဲ့ဒီလိုပါပဲဘယ်လိုနေရာပဲဖြစ်ဝင်ရိုက်ပေးနေကြပါပဲဝင်ရိုက်ပေးနေကြဆိုတော့သူတို့တွေကလည်းကျွန်တော်ပေါ်မှာကျေးဇူးရှိခဲ့ဘူးတာကိုဆိုပြီးတော့တိန်လင်းဆိုကတော့သူ့ရဲ့အကြောင်းလေးကိုပြောပြပေးလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့အများကြီးပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့မိခင်ဖြစ်သူကိုလွန်ခဲ့တဲ့2ရက်3ရက်ခရဲကဆုံးတယ်လို့ဥစွာစတင်ပြောခဲ့တဲ့သူကအိမ်အထိလာတောင်းပန်သွားကြောင်းပြောလာတဲ့ရည်ပွင့်ဖြူပါတရုတ်ဆောင်ရည်ပွင့်ဖြူနဲ့စိန်လန်ဖြိုးလိုင်းတို့ကမိခင်ဖြစ်သူတရုတ်ဆောင်တော်ခင်တန်ဝန်ရုပ်တရက်အသွေးတိုးပြီးဆုံးမခြင်းကိုလွန်ခဲ့တဲ့2ရက်ခရဲကအဆုံးမခဲ့တာဆိုပြီးဥစွာစတင်ပြောခဲ့သူအမျိုးသမီးကအိမ်ထိလာတောင်းပန်သွားကြောင်းပြောခဲ့တာပါအဆိုပါအမျိုးသမီးကအပြင်ကအမျိုးသားတဦးပြင်သူကလည်းပြောခဲ့တာရှိပြီးတော့သူကလှမ်းဆက်သွယ်ပြီးတောင်းပန်တဲ့ဗီဒီယိုတင်ထားပြီးဖြစ်လို့အားလုံးကိုခွင့်လွှတ်လိုက်ပါတယ်လို့ပြောခဲ့တာပါသူတို့အနေနဲ့မိခင်ကြီးအခုလိုဆုံးမနေချိန်မှာအခုလိုကိစ္စတွေဖြေရှင်းရတာကလည်းတကယ်ကိုနာကျင်ရတဲ့အတွေ့အကြုံတစ်ခုပါလို့ပြောခဲ့ပါတယ်မိခင်ဖြစ်သူရဲ့နောက်ဆုံးခီးကိုအေးချမ်းနဲ့ပို့ဆောင်ပေးနိုင်ခဲ့ပါပြီဆိုပြီးတရုတ်ဆောင်ကြီးပွင့်ဖြူကပြောပါတယ်မိခင်ဖြစ်သူဒေါက်ခင်တန်းဝင်းရဲ့နောက်ဆုံးခီးလေးအေးချမ်းဖြစ်အောင်အားလုံးကကူညီပေးကြတဲ့အတွက်ကျေးဇူးတင်တယ်လို့ရီပွင့်ဖြူကအဆိုထားပါတယ်တရုတ်ဆောင်လင်းဆောင်နေစောကလည်းစိတ်ကောင်းရှိတဲ့အန်တီခင်တန်းဝင်းအတွက်အစိမ်မကောင်းဖြစ်နေခဲ့ပြီးမကြသိခင်ရပိုင်းကမှသူမနဲ့အတူ vlog လေးတွေရိုက်ဖို့တောင်ပြောခဲ့သေးတာမို့စိတ်ထဲမှာအရန်ကိုဝမ်းနေရတယ်လို့ဆိုထားပါတယ်။ချယ်ရပရိသတ်ကြီးတို့အများကြီးပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့မြန်မာစကားပြောတတ်ဖို့စူးစမ်းနေရဲဆိုတဲ့ Miss Universe ဟာခအလှမဲနာနာရဲ့အကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ Miss Universe ဟာခအလှမဲနာနာဆိုတာကတော့အယုံမလေးလိုပဲချစ်စရာကောင်းပြီးသေးသေးလေးနဲ့အရန်ကိုလှပပြီးထင်ရှားတဲ့မျက်နှာအမူအရာနဲ့ထင်ရှားတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားရပဲဖြစ်ပါတယ်။သူမရဲ့အဖေနဲ့အမေကလည်းမြန်မာစကားမပြောကြဘူး။ကိုကလည်းတိုင်းသားဖြစ်တာနဲ့မြန်မာစကားကမကျွမ်းကျင်ပါဘူး။အားနေချက်ဆိုတာမြန်မာစကားဆိုပြီးတော့နာနာကအရင်ဖွင့်လာခဲ့ပါတယ်။ဆွီဒင်မှာကျောင်းတက်ဘူးသူဆွီဒင်လိုလည်းပြောတတ်တယ်အင်္ဂလိပ်လိုလည်းကောင်းမွန်စွာပြောတတ်ပါတယ်။ဒါပေမဲ့မြန်မာစကားကပိုပြီးခက်တယ်ဆိုပြီးတော့သူမရဲ့ဝန်ခံချက်လေးကတော့ပရိသတ်တွေရဲ့ရင်ထဲကိုထိမိစေခဲ့ပါတယ်။အပြင်မှာလည်းအရန်လှပြီးတော့အခုလည်းစ조사နေတဲ့အလှမင်းနာနာကတော့သူမရဲ့မြန်မာစကားကိုသေးသေးချာချာလက်ရှိမှာစ조사သင်ယူနေတယ်ဆိုတဲ့အကြောင်းလေးကိုလည်းချီယာရပရိသတ်ကြီးကိုမျှဝေပေးလိုက်ပါတယ်ချီယာရပရိသတ်ကြီးအခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့SEND Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်